နဲ့တဲ့နေတောက်ချောက်မှာဗားတွေရတော့ဟုတ်ကိုပြီးတော့တိုးတက်လာတယ်ယုံကြည်မှုလည်းရှိလာတယ်လို့ခံစားရပါတယ်ယုံကြည်မှုလည်းရှိလာတယ်ဝင်မယ်ဆိုလို့ရှိရင်လည်းယုံကြည်မှုရှိနေဝင်လို့ရတယ်လို့ကိုပိုင်ဆိုင်ဖွင့်မယ်ဆိုလို့ရှိရင်လည်းဖွင့်လို့ရတယ်လို့ကိုခံယူတာအေးပေါ့ကိုဘက်ကလည်းဒါစူးစမ်းထားလို့ပေါ့နော်တင်နန်းကာလာဘယ်နှလားလောက်တည်းရလဲတင်နန်းကာလာ၄လကျော်5လဝင်ကျင်ပေါ့နော်စပင်ပိုင်းပါလာဆုံးစတုံးမိတ်ကပ်ပေါ့နော်နောက်တက်ချင်တဲ့သူတွေကိုဗာပြောချင်နေလဲကိုယ့်ရဲ့စူးစမ်းစီခြင်းနဲ့ပေါ့နော်ကိုယ့်ရဲ့စူးစမ်းမှုနဲ့လည်းအများကြီးဆိုင်ပါတယ်ပြီးလို့ရှိရင်လည်းဒီတင်တန်းကဆရာနဲ့ဆရာမလည်းအရင်အတင်ပြမှာလည်းတော်တော်လေးကိုတင်တန်းသူတွေပုံမှာစေတနာထားပြီးတော့တင်ပြပေးတယ်ဒီလိုလာတိုင်းကိုလည်းဖိတ်ခေါ်ချင်ပါတယ်ကိုယ့်ရဲ့စူးစားကြပါပေါ့အေးပေါ့စူးစမ်းမှတက်မှာလေနော်ဆရာတွေဘယ်လောက်ပဲတောင်းတင်နေပြီပြောနော်ဆရာတွေဘက်ကပဲစူးစမ်းနေလို့မရဘူးတပည့်တွေဘက်ကလည်းဝါနာတွေရှင်ဘက်ကလည်းစူးစမ်းအားထုတ်ဖို့လည်းလိုရပါပေါ့နော်โอเคကျေးဇူးတင်ပါတယ်နော်ကျေးဇူးပါအဲ့တော့ဒီနေ့လက်မှတ်ယူပြီးပြီဆိုတော့ဒီနေ့တင်နန်းဆင်းပွဲကကိုယ့်အတွက်ဒါလက်မှတ်ပေးပွဲပေါ့နော်အဲ့တော့ဒီတင်နန်းတဲ့နေတောက်ချောက်မှာကိုဘယ်ဘာသာရေးတွေတက်တာလဲမင်းကြီးဆုံးနဲ့စတုံးမိတ်ကနဲ့ပေါ့နော်အဲ့တော့ကိုယ့်အတွက်တင်နန်းတက်နေတဲ့အချိန်ကနေစပြီးဒီနေ့ဒီချိန်ထိမှာဘာတွေရသွားပြီလဲအဲ့လိုကောက်တာတွေပါဆိုရင်ကိုပထမဆိုရင်မဖြစ်တယ်အရင်တော့လည်းတွေ့ကြုံရှိတယ်နော်တွေ့ကြုံရှိတယ်ဆိုင်မှာဆိုလို့ရှိရင်လုံးလို့ရှိတယ်ခေါင်းလျှော့ပိုင်းပဲသွားတယ်အခုဆိုလို့ရှိရင်အခု site ပြပေးမယ်ဆိုလို့ရှိရင်တော့ဒီဟာတွေတော့ပို့ပြီးရပါပို့ပြီးကျွမ်းကျင်သွားပါဘာသာဆုံးရသွားတော့ဟုတ်တယ်သွားတယ်အဲ့လိုဒီတော့ဆိုင်ဝင်မယ်ဆိုလဲဆိုင်ဝင်လို့ရမယ်အလုပ်ပြန်ဒီကိုပိုင်ဆိုင်ဖွင့်မယ်ဆိုလည်းပို့ပြီးတော့အဆင်ပြေတာပေါ့နော်အခုလက်မှတ်ပေးတယ်ဆိုတာကတင်နဲ့ဆင်းခိုင်းတာမဟုတ်ဘူးနော်ကိုဘက်ကနေပြီးတော့မကျွမ်းကျင်တဲ့ဘာသာရေးရှိတယ်ကိုထက်တင်ကျင်တဲ့ဘာသာရေးရှိတယ်ဆိုရင်တင်တဲ့ကြောင့်မှအချိန်မီတက်လို့ရတယ်အချိန်မီပြန်လာတက်လို့ရတယ်လက်မှတ်ပေးပြီးတင်နန်းဆင်းတော့ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးเนาะဆရာတို့ဘက်ကဆရာတို့တင်နန်းကာလာကိုတင်နန်းတက်မယ်ဆိုလို့ရှိရင်တင်နန်းကာလာဘယ်လိုပြောပြီးခေါ်လေးရှိလဲရမဆင်းတင်မယ်အဲ့လိုမျိုးတက်မရှင်တင်ပြီးတယ်တင်နန်းကာလာကဘယ်နှလားရလို့တက်မှတ်ထားတာမရှိဘူးเนาะအဲ့တော့တင်နန်းဆင်းသွားလို့ကိုလုပ်ငန်းဝင်မှာဝင်လို့မကျွမ်းကျင်တဲ့ဘာသာရပ်ရှိတယ်နားမလည်တဲ့အပိုင်းရှိတယ်ဆိုရင်တင်နန်းကြောင့်အချိန်မီပြန်လာတက်လို့ရတယ်เนาะโอเคအဲ့တော့နောက်ထပ်တက်ချင်တဲ့မိတ်ဆွေတွေဇမင်ဝါနာရှင်တွေဘာပြောချင်လဲနောက်ထပ်တက်လို့ရှိရင်လည်းကိုဆက်တင်မယ်ဟာဆက်ပြီးစူးစမ်းပြီးစိတ်ဝင်စားနဲ့တက်ပေးပါလားအေးပေါ့နော်စူးစမ်းဖို့လိုတယ်ပေါ့နော်ဘယ်ရမဆိုပတ်ထန်ပေးပြီးတက်တာတော့ဟုတ်တယ်ဒါပေမဲ့ကိုယ့်ဘက်ကစူးစမ်းမှလည်းတက်မှာပေါ့နော်စိတ်ဝင်စားမှုရှိရမယ်ဝါဒနာပါမယ်ပေါ့နော်ကိုစောမင်းနော်ကိုစောမင်းလှိုင်တာရနေတင်နန်းတက်တာနော်လှိုင်တာရနေတင်နန်းတက်တာမှာတင်နန်းကအခုလက်ရှိကလောစင်တော့မပြီးသေးဘူးပေါ့နော်ဒါပေမဲ့ဒီအဖွဲ့တွေနဲ့ပြီးကနာနီးတဲ့အတွက်ကြောင့်လို့လက်မှတ်တစ်ခါလေးပေးရပေါ့နော်အဲ့တော့ဒီတင်နန်းတက်နေတဲ့ဘာသာရက်တွေကစပင်ပိုင်းရယ်စတုံးမိတ်ကတ်ရယ်ရှားမစပင်ပိုင်းပေါ့နော်စတုံးမိတ်ကတ်ကိုတစ်ခါလေးကိုတက်ထားတယ်ပေါ့နော်အဲ့တော့တင်နန်းကာလာအခုကလက်ရှိဘယ်နှလလောက်ရှိမလဲ3လမပြည့်သေး3လမပြည့်သေး2လဝန်းကျင်ပေါ့နော်အခုဆိုဘာတွေပြီးသွားပြီလဲဟိုလည်းအဖြောင်းပိုင်းရယ်အကြီးရယ်အကောက်ရယ်ပေါ့နော်အခုဆိုရင်ယောက်ျားလေးပိုင်းကိုယောက်ျားလေးပိုင်းဆက်ပြောင်းဆက်နေပြီနော်โอเคလောလောဆယ်မှာတင်နန်းစင်လက်မှတ်တော့ယူထားတယ်ဒါပေမဲ့တင်နန်းကတော့ဆက်တက်အောင်ပါပေါ့နော်ဒါတငယ်ချင်းတွေနဲ့အတူတူအကုန်လုံးတစ်ခါတည်းယူထားတာပေါ့နော်အဲ့တော့ဒီလက်ရှိတင်နန်းတက်နေတဲ့အချိန်မှာတင်နန်းကတင်ကြားမှုရယ်ကိုယ့်ရဲ့စူးစမ်းအထောက်မှုရယ်ဘာတွေရသွားပြီလဲဟုတ်တော်တက်ပါပြီနားမလဲတိုင်းလဲသိတော့နားမလဲတိုင်းသိပြီလို့ပေါ့နော်ထိုက်တင်တစ်ယောက်တော့သိနေပေါ့နော်လက်ရှိတော့တက်နေဆဲပဲပေါ့နော်နောက်ထပ်လည်းထပ်ပြီးတော့တင်အောင်မယ်ပေါ့နော်အဲ့တော့နောက်ထပ်တက်မဲ့သူတွေကိုဗာပြောချင်ပြီလဲဝါသနာပိုင်းလာတက်ပါလို့အဆင်ပြေပါတယ်လို့တင်ကြားမှုလည်းကောင်းပါတယ်ပေါ့ဝါသနာပိုင်းတော့တက်နိုင်တယ်တင်နန်းကာလာကဘယ်နှလပြောပြီးခေါ်ထားရှိလဲအဲ့လိုတော့ပြောမထားပါဘူးမတက်မချင်းတင်ပါတင်ပြီပေါ့နော်တင်နန်းကာလာဘယ်လောက်ပဲဖြစ်ဖြစ်6လတစ်နှစ်ပဲဖြစ်ဖြစ်ပေါ့နော်ဟုတ်ကဲ့ကိုယ့်ဘက်ကစူးစမ်းအားထုတ်ဖို့နဲ့ဆွဲရှိဖို့ပဲလိုတယ်ဟုတ်မလား